ရေအောက်ထဲမှာလမ်းလျှောက်တယ်လို့ရှောက်သွားနိုင်တဲ့အန်ဩစရာလူမျိုးစုအကြောင်းမင်္ဂလာပါယူသားနဲ့ဒီမန်ပရိသတ်ကြီးရေငုပ်ဖို့အတွက်အောက်ဆီဂျင်ဘူးမပါဘဲပင်လယ်ကျမ်းမြေမှာလမ်းလျှောက်သွားနေတဲ့လူသားတစ်ယောက်ကိုမြင်လိုက်ရတဲ့အခါမှာဒါဟာသိပ္ပံစိတ်ကူးရင်ရုပ်ရှင်တွေကလို့ထင်ကောင်းထင်နိုင်တယ်လို့ကွန်ပျူတာအဖတ်တစ်ခု AI လို့ထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့အင်ဒိုနီးရှားနိုင်ငံမလေးရှားနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံတွေနဲ့ပတ်ပတ်လည်ပင်လယ်ပြင်မှာတော့ဒါဟာနေ့စဉ်ဘဝရဲ့မြင်ကွင်းတစ်ခုလိုပဲအရန်ကိုရိုရှင်းလုံးပါရီပင်လယ်ပြင်ကခြေသလုံးအိမ်တိုင်များလို့တင်စားကြရတဲ့ဘာကြောင့်လူမျိုးတွေဟာကမ္ဘာအံ့ဖွယ်လူသားငါးတွေအဖြစ်သတ်မှတ်ခံထားရပြီးသူတို့ရဲ့ရှင်သန်နေထိုင်မှုဟာတကယ်ကိုထူးခြားစမ်းကြယ်လာပါရီဘာတွေကထူးခြားစမ်းကြယ်နေလဲဆိုတာကတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရင်သိပါလိမ့်မယ်ဘာကြောင့်လူမျိုးတွေဟာသူတို့ရဲ့ဘဝတစ်ခုလုံးကိုကုန်းမြေပေါ်မှာမဟုတ်ဘဲပင်လယ်ပြင်မှာပဲကုန်းဆုံးကြတဲ့သူတွေပါသူတို့ဟာလီပါလို့ခေါ်တဲ့ကိုပိုင်လေအိမ်လေးတွေပေါ်မှာပဲမွေးဖွားကြီးပြင်းပြီးအသက်ရှင်နေထိုင်ကြတာပါသူတို့ထဲကတချို့ဆိုရင်ကုန်းမြေပေါ်ကိုတစ်ခါမှမတက်ဘူးသူတွေတောင်ရှိသလိုကုန်းပေါ်ကိုတက်လိုက်ရင် land signal လို့ခေါ်တဲ့မြေပြင်ပေါ်မှာမူးနောက်ခြင်းဆိုတာကိုဖြစ်တတ်ကြတဲ့အတွက်သူတို့ဟာပင်လယ်ပြင်ကိုပဲအိမ်အဖြစ်ပင်လယ်ပြင်ဟာပဲသူတို့အတွက်တစ်ခုရီးသောနေစရာအဖြစ်သတ်မှတ်ထားကြပါသည်အဲ့ဒီမှာပဲနေထိုင်ကြပါသည်ဒီလူမျိုးတွေရဲ့အထူးခြားဆုံးအချက်ကသူတို့ရဲ့ခန္ဓာကိုယ်ဟာရေအောက်မှာရှင်သန်နိုင်မှုအတွက်မျိုးရိုးဗီဇတွေအများကြီးပြောင်းလဲသွားတာပါပဲသိပ္ပံပညာရှင်တွေရဲ့လေ့လာချက်အရဒီဘာကြောင့်လူမျိုးတွေရဲ့ဘေးလုံးစပ်ပလင်းဟာတာမန်လူတွေထက်90%ခန့်ပိုကြီးနေတာကိုတွေ့ရှိရပါတယ်ဒီလိုမျိုးကြီးမားတဲ့ဘေးလုံးကြီးကြောင့်မလို့သူတို့ရဲ့သွေးထဲမှာအောက်ဆီဂျင်ပါဝင်တဲ့သွေးနီဥတွေကိုပုံမတိုးလောင်ထားနိုင်ပြီးရေအောက်ထဲမှာတာမန်လူတွေနေတဲ့ကြာချိန်ထက်အချိန်ပိုပြီးတော့နေနိုင်စေပါတယ်ဒီလိုထူးခြားတဲ့ဒီဆောက်ပုံခန္ဓာကိုယ်ကြောင့်မို့လို့ဘာကြောင့်ရေငုပ်သမားတွေဟာအောက်ဆီဂျင်ဘူးဒါမှမဟုတ်ခီမီစက်ကရိယာတွေတစ်ခုမှမပါဘဲရေအောက်ထဲမှာ73မိနစ်ကနေ15မိနစ်ဝန်းကျင်လောက်အထိအသက်အောင်ပြီးတော့ရေငုပ်နိုင်ကြပါတယ်သူတို့ဟာရေအောက်ပေပေါင်း200ကျော်အထိငုပ်ရှိုးနိုင်တယ်လို့ရေအောက်ကျမ်းမြေမှာလေမြေပြင်ပေါ်မှာလမ်းလျှောက်သွားနေတယ်လို့မျိုးလမ်းလျှောက်နိုင်ကြပါသေးတယ်ပြီးတော့သူတို့ကအေးအေးဆေးဆေးလျှောက်သွားရင်းနဲ့ငါးတွေကိုလှမ်းနေထိုးပြီးတော့အမဲလိုက်ကြတာပါဒါဟာတာမန်လူသားတွေအတွက်တော့မဖြစ်နိုင်တဲ့လောက်ခဲရင်တဲ့စွမ်းဆောင်ရည်တစ်ခုပါပဲသူတို့ရဲ့မျက်လုံးတွေဟာလေရေအောက်ထဲမှာပုံမကြည်လင်စွာမြင်နိုင်အောင်လေ့ကျင့်ထားကြသလိုငယ်စဉ်ကလေးကနားစီတွေကိုဖောက်ထားလိရှိတာကြောင့်ရေနံပိုင်းကအဖိအားတံကိုကောင်းကောင်းကြီးခံနိုင်ရရှိကြပါသည်။ဘာကြောင့်ကခလေးငယ်တွေကအစပြီးလူကြီးတွေအထိလမ်းမလျှောက်ခင်ကလေးကရေကူးတတ်နေကြပါပြီ။သူတို့အတွက်ရေဆိုတာဘာမှမထူးဆန်းတဲ့အရာရေထဲကိုခုန်ချလိုက်လို့ရှိရင်သူတို့အသက်ရှင်ပြီးအန္တရာယ်ကင်းပြီလို့ယူဆတဲ့အရာလို့ကိုသတ်မှတ်ထားကြတာပါ။ကုန်းပေါ်မှာနေကြတဲ့ကျွန်တော်တို့တွေမြေကြီးကိုမကြောက်သလိုသူတို့ကရေကိုအဲ့လိုမျိုးသဘောထားတာဖြစ်ပါသည်။သူတို့ရဲ့ဘဝဟာတဘာဝတရားနဲ့တသားတဲ့နှီးပါးကိုကြာနေတာကြောင့်မလို့ပင်လယ်ရဲ့အခြေအနေကိုကြည့်ရုံနဲ့ရာသီဥတုကိုလည်းခံမှန်းနိုင်ကြပါသည်အနည်းချုပ်ရမယ်ဆိုရင်တော့ဒီဘာကြောင့်လူမျိုးတွေဆိုတာလူသားတွေရဲ့လိုက်ရောညီထွေဖြစ်အောင်ပြောင်းလဲနိုင်စွမ်းဘလောက်ထိကြီးမားသလဲတဘာဝကြီးကရောလိုက်ပြီးတော့ပြောင်းလဲပြီးတယ်ဆိုတဲ့အကြောင်းကိုပြသနေတဲ့သက်ရှိတာရကပါပဲနီးပညာတွေမရှိပေမဲ့တဘာဝတရားကပေးတဲ့စွမ်းအင်တွေနဲ့အတူပင်လယ်ပြင်ကြီးကိုစိုးမိုးထားနိုင်တဲ့သူတို့ရဲ့ယဉ်ကျေးမှုဟာကမ္ဘာပေါ်မှာတန်ဖိုးရှိဆုံးအမွေအနှစ်တစ်ခုအဖြစ်ယနေ့ထက်တိုင်ကြံ့ရင့်နေပါသည်